အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဟယ်ရီပါယနေ့ကျွန်တော် share လုပ်ပေးသွားမယ့်အကြောင်းကတော့ Toyota Corolla Fiida ရဲ့အကြောင်းပဲဖြစ်ပါတယ် Fiida ကတော့မြန်မာနိုင်ငံလူတွေရဲ့အမြင်မှာတော့မစိမ့်တဲ့ကားမျိုးစားတစ်မျိုးပဲဖြစ်ပါတယ် Fiida ကို2000ခုနှစ်လောက်ကတည်းကစတင်ထုတ်လုပ်ခဲ့ပါတယ်စတင်ထုတ်လုပ်ခဲ့တဲ့အချိန်မှာ Fiida ကိုယနေ့အချိန်ကြီးကို generation 3ခုမျိုးဆက်3ခုဖြစ်နေထုတ်လုပ်ခဲ့ပါတယ်2000ခုနှစ်ကနေပြီးတော့2006ခုနှစ်အထိကို first generation ပထမမျိုးဆက်ဖြစ်၎င်း2006နောက်ပိုင်းကနေပြီးတော့2012ခုနှစ်အထိကို second generation ဒုတိယမျိုးဆက်ဖြစ်၎င်း2012နောက်ပိုင်းကနေပြီးတော့ယနေ့အချိန်ကြီးကို third generation တတိယမျိုးဆက်ဖြစ်၎င်း Toyota ကုမ္ပဏီမှထုတ်လုပ်ခဲ့ပါတယ် Fiida first generation ဖြစ်တဲ့2000ခုနှစ်ကနေပြီးတော့2006ခုနှစ်အတွင်းတွေ့ရှိရတဲ့ chassis တွေကတော့ NZE 121ရှိမယ်124ရှိမယ် ZZE 122ရှိမယ်124ရှိမယ် ZZE 123ရှိမယ်အဲ့ထဲမှာNZE 121ကျတော့ 0.5 2E ဖြစ်မယ် NZE 124ကျတော့ 0.5 4E ဖြစ်မယ် ZZE 122ကျတော့ 0.8 2E ဖြစ်မယ် ZZE 124ကျတော့ 0.8 4E ဖြစ်မယ်ပြီးတော့နောက်ဆုံးကျန်တဲ့ ZZE 123ကျတော့လေ 0.8 ဖြစ်မယ်သူကကျတော့ 2E ပဲ second generation ဖြစ်တဲ့2006နောက်ပိုင်းကနေပြီးတော့2012အထိထွက်ရှိကြတဲ့ကားတွေမှာပါတဲ့ chassis အချို့ကတော့ NZE 141ရှိမယ် NZE 144ရှိမယ် ZRE 142ရှိမယ် ZRE 144ရှိမယ်အဲ့ညမှာ NZE 141ကျတော့ 0.5 2E ဖြစ်မယ် NZE 144ကျတော့ 0.5 4E ဖြစ်မယ်နောက် ZRE 141 142ကျတော့သူက 0.8 2E ဖြစ်မယ် ZRE 144ကျတော့ 0.8 4E ဖြစ်မယ်မြန်မာနိုင်ငံလူတော်တော်များများကတော့ဒီ Fiida မှာဆိုရင်တော့ 2E ကိုပဲကြိုက်ကြတယ် 4E ကတော့တိတ်သဘောမကျကြဘူးFiida မှာပါတဲ့ grade တွေကတော့ H ရှိမယ် H limited ရှိမယ် HG edition ရှိမယ်ပြီးတော့ H Aerotor ရှိမယ် S ရှိမယ် S Aerotor ရှိမယ် Z Aerotor ရှိမယ် S limited ရှိမယ် HS limited ရှိမယ် HID ရှိမယ် HHID Sport Selection ရှိမယ်ဒီဗီဒီယိုလေးကလူချင်းမျိုးတို့အတွက်အကျိုးရှိမယ်ဆိုရင်တော့ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပေးပါနောက်ဗီဒီယိုများပြန်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့ Harry ပါအားလုံးကိုကျေးဇူးတင်ပါတယ်